တန်တရားခရီးတဲ့ channel မှာချစ်ကလေးစားအပ်ပါတော့ဓမ္မမဲဆွေအပေါင်းတို့ခင်ဗျာကျွန်တော်တို့လူသားတွေရဲ့စိတ်ဟာတခါတလေမှအကျဉ်းတောင်တစ်ခုလိုဖြစ်နေတတ်ပါတယ်အဲ့ဒီအကျဉ်းတောင်ဟာအပြင်ဘက်မှာမြင်ရတဲ့တန်တိုင်တွေနဲ့စောက်ထားတာမဟုတ်ပဲအတိတ်ဆိုတဲ့အတွေးစီတွေနဲ့စောက်ထားတာပါအခုဒီတရားစကားကိုနားထောင်နေတဲ့တင့်မာရောလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ရတစ်ခုကိုပြန်တွေးပြီးအခုထက်ထိနားကျင်နေရတော့လားတစုံတယောက်ကတင့်ကိုပြောခဲ့တဲ့စကားတစ်ခွန်းတင်မှားခဲ့တဲ့အမှားတစ်ခုဒါမှမဟုတ်တင့်စီကထွက်ခွာသွားတဲ့လူတစ်ယောက်ရဲ့အကြောင်းကိုပြန်တွေးရင်လက်ရှိအချင်းရဲ့ပျော်ရွှင်မှုတွေကိုအဆုံးရှုံးခံနေရတော့လားတင်ဟာအတိတ်မှာပိတ်မိနေရဆိုရင်အခုခဏလောက်အချိန်ပေးပြီးတင့်စီကိုဒီချုံနှောင်မှုတွေကနေလွတ်မြောက်အောင်အတူတူကြိုးစားကြည့်အောင်ပါတကယ်တော့အတိတ်ဆိုတာပြီးသွားတဲ့ရုပ်ရှင်ကားတကားလိုပါပဲတင်ဘလောက်ပဲပြင်းကြည့်ဇလန်းကိုပြောင်းလဲလို့မရတော့ပါဘူးလူတော်တော်များများကအဲ့ဒီတုန်းကငါသာဒီလိုမလုပ်ခဲ့ရင်ဒါမှမဟုတ်သူကငါ့ကိုဒီလိုမပြောခဲ့တဲ့မှုဆိုတဲ့နောင်တတဲ့အာဃာတတွေနဲ့အတိတ်ကိုပြန်ပြင်ဆင်ဖို့ကြိုးစားနေတတ်ကြပါလေဒါဟာစီးစင်းသွားတဲ့မိရေကိုတော့ပြန်ဆွေးတင်ဖို့ကြိုးစားနေတယ်လို့ပါပဲပင်မယုံမရှိပါလိမ့်မယ်မြတ်စွာဘုရားရှင်ကအတိတ်ကိုလေးပြန်မတန့်တာပါနဲ့အနာဂတ်ကိုလေးကြိုပြီးပူပန်မနေပါပြစ္ဆုတ်ပန်တဲ့တယ်မှာပဲတတိနဲ့နေပါလို့လမ်းညွှန်ခဲ့ပါလေဘာဖြစ်လို့လဲဆိုတော့အတိတ်ဆိုတာမရှိတော့တဲ့အရာဖြစ်လို့ပါပဲဒီနေရာမှာပုံမြင်လီတစ်ပုဒ်ကိုပြောပြချင်ပါတယ်တခါကယဟန်နှစ်ပါးဟာခရီးသွားရင်မြစ်တစင်းကိုဖြတ်ကူးဖို့ပြင်ကြတယ်အဲ့ဒီမှာမင်းကလေးတယောက်ကရေစီးတန်နေတဲ့မြစ်ကိုမဖြတ်ရဲပဲဖြစ်နေတာကိုတွေ့တော့ယဟန်တစ်ပါးကတူမကိုပွေ့ချီပြီးမြစ်တစ်ဖက်ကန်းကိုပို့လိုက်ပါတယ်တစ်ဖက်ကန်းရောက်တော့တူမကိုချားပြီးခရီးဆက်ခဲ့ကြတယ်အတော်ကြာလမ်းလျှောက်ပြီးတဲ့အခါနောက်ကလိုက်နေတဲ့ယဟန်ကမနေနိုင်ပဲနေပါတော့တယ်ငါတို့ယဟန်တွေကမင်းကလေးကိုမချီရဘူးလေအရှင်ကဘာလို့ပွေ့ချီခဲ့တာလဲအဲ့ဒီအခါပထမယဟန်ကပြုံးပြီးပြန်ဖြေခဲ့ပါတယ်ငါကတူမကိုမြေကမ်းပေးမှလည်းချထားခဲ့ပါပြီတင်ကဘာလို့အခုထက်ထိပွေ့ချီထားရတော့လဲဒီပုံကြီးလေးလိုပါပဲကျွန်တော်တို့ဟာပြီးသွားတဲ့ကိစ္စတွေကိုစိတ်ထဲမှာအခုထက်ထိပွေ့ချီထားလို့လီးလန့်နေကြတာပါအတိတ်ကနာကျင်မှုတွေဟာတင့်ကိုထပ်ပြီးနာကျင်အောင်လုပ်နိုင်တဲ့စွမ်းအားမရှိတော့ပါဘူးအဲ့ဒီဖြစ်ရတွေကိုပြန်တွေးပြီးကိုယ့်ကိုယ်ပြန်နေဆက်နေတဲ့တင့်ရဲ့အတွေးကသာတင့်ကိုနာကျင်စေတာပါတင်ဟာအတိတ်ကိုလက်ကင်ထားတယ်များတင့်လက်ထဲမှာပစ္စုပန်ကပြီးတဲ့လက်ဆောင်တွေကိုစုပ်ကိုကိုင်ဖို့နေရာလို့မရှိပါဘူးအရာရာဟာအနိစ္စပါပဲအကောင်းတွေလည်းကုံဆုံးသွားတယ်လို့အဆိုးတွေလည်းကုံဆုံးသွားပါပြီကိုပြန်ပြီးကြည့်ပါပြီးသွားတဲ့အရာတွေအတွက်ငါရဲ့ဒီနေ့ကိုဘာကြောင့်အပူလောင်ခံရမလဲအတိတ်ကသင်ခန်းစာယူဖို့အတွက်ပဲဖြေရပါမယ်နေထိုင်ဖို့အတွက်မဟုတ်ပါဘူးအတိတ်မှာတင်အမားလုခံရင်လေအဲ့ဒီအချိန်ကတင့်ရဲ့အတိညာနဲ့တင်အကောင်းဆုံးဆုံးဖြတ်ခဲ့တာပဲလို့ကိုခွင့်လွှတ်ပေးလိုက်ပါအခုတင်ဟာလူတစ်လက်ဖြစ်နေပါပြီတင်းရဲ့စိတ်ကိုအတိတ်ဆိုတဲ့အချင်းတောင်ကနေလွတ်လိုက်ပေးလိုက်ပါလွတ်လန်းမှုဆိုတာအဝေးကြီးမဟုတ်ပါဘူးလွတ်လိုက်တဲ့စက္ကန့်မှာတင်လွတ်မြောက်သွားတာပါအခုဒီတရားစကားကိုနားထောင်နေတဲ့ရင်းနဲ့တင့်ရင်ထဲကလေးလံနေတဲ့အတိတ်ကအထုပ်အပိုးကြီးကိုမြေကြီးပေါ်ချထားလိုက်သည်လို့စိတ်ကူးကြည့်ပါပြီးခဲ့တာတွေပြီးပါပြီငါမှအခုလက်ရှိအချိန်ပဲရှိတော့တယ်လို့ကိုအတိပေးပါတင့်ရဲ့ဝင်လေထွက်လေလေးကိုအာယုံဆိုင်ရင်လက်ရှိအချိန်ရဲ့အေးချမ်းမှုကိုခံစားကြည့်ပါတင်ဟာအတိတ်ထဲပိုပြီးတန်မာတဲ့သူပိုပြီးအတိညာဏ်ရှိတဲ့သူဖြစ်နေပါပြီဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာနေဝင်သွားရင်နောက်တစ်နေ့မှနေပြန်ထွက်တယ်လို့ပါပဲတင့်ဘွားရဲ့အမောင်ထူရီဟာလည်းအတိတ်မှာကြံခဲ့ပါပြီအတိတ်ဆိုတာတင်ယူရမယ်စာအုပ်တအုပ်ပါအငြင်းတမ်းပိတ်မိရမယ်အခန်းမဟုတ်ပါဘူးဒီနေ့ကစပြီးအတိတ်ကိုကြောခိုင်လိုက်ပါရှေ့မှာစောင့်ကြိုနေတဲ့လှပတဲ့ပစ္စုပန်နေရသည်ကိုအပြုံးနဲ့ကြိုးဆိုလိုက်ပါအတိတ်ကနောင်တတွေအာဃာတတွေကင်းစင်ပြီးလွတ်လပ်အေးချမ်းတဲ့ဘဝအသစ်ကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲကိုယ်စိတ်နှဖျားအေးချမ်းကြပါစေ